ကဲဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးကြည့်ကြမယ့်အကြောင်းအရာကတော့မိဘခြေစုကိုဘလို့ခြေအောင်ဆက်မလဲဆိုတာပါပဲဒါဟာတော်တော်များများကိုပြန်မြေဖို့ကြတဲ့မေခွန်းတစ်ခုဖြစ်မှာပါဒီတော့ဒီနဲ့နဲ့မေခွန်းရဲ့အဖြေကိုရှေးဟောင်းအစွန်းမတွေထဲမှာအတူတူရှာဖို့ကြည့်ကြရအောင်ဒါဆိုစဉ်းစားကြည့်အောင်မိဘတွေရဲ့အတိုင်းအဆမရှိတဲ့ခြေစုတရားကိုရောကျွန်တော်တို့တကယ်ပဲအပြည့်အဝပြန်ဆက်လို့ရပါမလားဒီမျိုးကပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမှုအတွက်အဓိကတော့ချက်ထလာမှာပါစိတ်ဝင်စားစရာကောင်းတာကတော့ဒီမိခွဲအဖြေအတွက်ဗုဒ္ဓရဲ့အဆုံးအမတွေထဲမှာရှင်းလင်းတဲ့လမ်းကြောင်းကြီးနှစ်ခုကိုညွှန်ပြထားတာတွေ့ရပါတယ်။တစ်ခုကလက်တွေ့ကြတယ်။နောက်တစ်ခုကတော့အင်ပတန်ကိုနဲ့နေပါတယ်။အဲ့ဒါတွေကဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြအောင်။ဟုတ်ကဲ့ပါ။အဲ့ဒီနီလန်နဲ့တွေ့ကတော့နေစဉ်ဘဝနဲ့ဆိုင်တဲ့လောကီနီးနဲ့နောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပို့ပြီးတော့နှက်နေတဲ့လောကုတ္တရာနီးပဲချွတ်ပါတယ်။ဒီနှစ်ခုဘလို့ကွာခြားလဲဆိုတာကိုဆက်ကြည့်ကြပါမယ်။ကဲဒီနီလန်နှစ်ခုကဘလို့ကွာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြည့်လိုက်ရအောင်လောကီနီးဆိုတာကရုပ်ပိုင်းဆိုင်ရာပြုစုစောင့်ရှောက်တာထောက်ပံ့တာတွေကိုဆိုလိုတာပါလောကုတ္တရာနီးကကြောင့်အဲ့ဒါပို့သွားပြီမိဘတွေကိုစိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုရအောင်အသိဉာဏ်ပညာတွေတိုးပွားလာအောင်လမ်းပြပေးတာမျိုးကိုဆိုလိုတာပါကဲပထမဆုံးအနေနဲ့လောကီနီးကိုအရင်လေ့လာကြည့်ကြအောင်ဘာလို့လဲဆိုတော့ဒါဟာကျေးဇူးဆက်ခြင်းရဲ့အခြေခံအကြားဆုံးအောက်မြစ်ဖြစ်ပြီးတာလမီတိုင်ရဲ့အဓိကတာဝန်တစ်ခုလို့ဆိုနိုင်လို့ပါပဲဒီအခြေခံဝတ္ထုတွေထဲမှာအဓိကအဖြစ်အချက်၄ချက်ရှိပါတယ်တက်ကသူတို့နေမကောင်းထိုင်မသာဖြစ်တဲ့အခါပြုစုဆောင်ရှောက်ပေးဖို့နှစ်ကတော့စာဝတ်နေရေးလိုအပ်တာတွေထောက်ပံ့ပေးဖို့မောတောင်းကတော့ဥပမာခြေဆုပ်လက်နဲ့လုပ်ပေးတာမျိုးလို့ကိုယ်တိုင်ကိုယ်ကြဝေယဝတ်စာလုပ်ပေးတာနောက်ဆုံးတစ်ချက်ကတော့သူတို့ကိုစိတ်ဆင်းရဲအောင်စိတ်ပူအောင်ဘေးတော့မှမလုပ်ပဲစိတ်ချမ်းသာအောင်ထားပေးတာပဲဖြစ်ပါတယ်လောကီနီကိုတည်သွားပြီဆိုတော့အခုဒုတိယလမ်းကြောင်းဖြစ်တဲ့လောကုတ္တရာနီကိုဆက်ကြည့်ကြမယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာတော့ဒါဟာရုပ်ပိုင်းဆိုင်ရာပြုစုမှုအလုံးထက်တာလုံးတီအမြင့်မြတ်ဆုံးကျေးဇူးဆက်နည်းလို့တောင်ဆိုထားပါတယ်။ဘာကြောင့်များအဲ့ဒီလောက်တောင်မြင့်မြတ်ရတာလဲ။ဘလောက်တောင်မြင့်မြတ်တယ်လဲဆိုတာကိုမြတ်စွာဘုရားကဥပမာပေးပြီးဟောထားတာရှိပါတယ်။မိဘညစ်ပါကိုပခုံးပေါ်တင်ပြီးနှစ်တရက်ပတ်လုံးကျွေးမွေးပြုစုလာထက်တောင်မှဒီနီလန်ကပို့ပြီးတော့ကျေးဇူးကျေးစေလေတဲ့ဒီစကားလေးတစ်ခုနဲ့တင်ရုပ်ပိုင်းဆိုင်ရာပြုစုမှုထက်စိတ်ပိုင်းဆိုင်ရာလမ်းညွှန်မှုကဘလောက်တောင်တန်ဖိုးကြီးတယ်ဆိုတာကိုအထင်သာတွေ့နိုင်ပါတယ်။ဆိုတော့ဒီနီလာရဲ့အထူးအချက်ကဘာလဲဆိုတော့တာသမီတယောက်ကမိဘရဲ့စိတ်ပိုင်းဆိုင်ရာခြေနေကိုပို့ကောင်းအောင်မြင့်တင်ပေးတာပါပဲဥပမာတရားနဲပါနေတဲ့မိဘကိုယတနာ၃ပါးနဲ့ကန်ရဲ့အကျိုးကိုယုံကြည်လာအောင်လမ်းညွှန်ပေးတာမျိုးပေါ့ဒါမှမဟုတ်တီလာမလုံခြုံရင်ငါးပါးတီလာကိုလုံခြုံလာအောင်ကူညီပေးတာမျိုးတွေပါဒါဟာသူတို့ကိုပစ္စည်းဥစ္စာတွေပေးတာထက်အများကြီးပို့ပြီးတော့မွန်မြတ်တဲ့လက်ဆောင်တစ်ခုလို့ဆိုရမှာပါဒါမဲ့တာသမီတယောက်ရဲ့တာဝန်ကမိဘတွေတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာပဲပြီးဆုံးသွားတာမျိုးတော့မဟုတ်ပါဘူးသူတို့ကွယ်လွန်သွားပြီးတဲ့နောက်မှာတောင်မှဆက်ပြီးတော့လှုပ်ဆောင်နိုင်တဲ့အရေးကြီးတဲ့ဝတ္တရားတွေရှိနေပါသေးတယ်အဲ့ဒါတွေကတော့မိဘကိုရည်စူးပြီးတော့ကောင်းမှုကုသိုလ်တွေပြီးတော့ကအမြတ်ထမ်းပေးဝေတာရဲ့နောက်ပြီးမိဘရဲ့ဂုဏ်သိက္ခာကိုမကြဆင်အောင်နေထိုင်ပြီးသူတို့တည်ထောင်ခဲ့တဲ့ကောင်းမွန်တဲ့မျိုးရိုးအစင်လာကိုဆက်လက်ထိမ့်သိမ့်တာရဲ့အဲ့ဒီနှစ်ချက်ပဲဖြစ်ပါတယ်ကဲအခုကျွန်တော်တို့လောကီနီရောလောကုတ္တရာနီရောလေ့လာခဲ့ပြီးပြီဆိုတော့ဒါဒီအားလုံးကိုအနစ်ချုပ်ပြန်ကြည့်ပြီးအဓိကအချက်ကဘာလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါဒီနေရာမှာအဓိကအချက်ကရှင်းလေးပါပဲပစ္စည်းဥစ္စာနဲ့ကျေးဇူးဆက်တယ်ဆိုတာကယာယီရုပ်ပိုင်းဆိုင်ရာတက်တာမှုကိုပဲပြင်နိုင်ပါတယ်ဒါပေမဲ့တရားသမားနဲ့ကျေးဇူးဆက်တာကတော့အချင်းအကြိုက်တည်တန်းခိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာငြိမ်ချမှုကိုပေးစွမ်းနိုင်တာပါဒါကြောင့်ဒီဆွေးနွေးမှုတစ်ခုလုံးရဲ့အဆုံးစွန်သောအနှစ်သာရကတော့မိဘလီကိုနောက်ပို့ဝကောင်းရာတုကတိပုံကိုရောက်ဖို့တဲ့စိတ်ငြိမ်းချမ်းမှုရအောင်လမ်းပြပေးနိုင်ခြင်းကအမှန်ကန်ဆုံးနဲ့အစစ်မှန်ဆုံးသောကျေးဇူးဆက်ခြင်းဖြစ်တဲ့ဆိုတဲ့အချက်ပါပဲနောက်ကစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကပါလဲဆိုတော့မိဘကိုပြုစုစောင့်ရှောက်ခြင်းရဲ့အကျိုးကျေးဇူးကိုတမလွန်ရောက်မှမဟုတ်ပဲဒီဘဝမှာတင်လက်ငင်းခံစားရတယ်ဆိုတာပါပဲဥပမာစီဝါဥစ္စာတွေတိုးတက်လာတာမျိုးဘေးအန္တရာယ်တွေကနေကင်းဝေးတာမျိုးတွေပေါ့ကဲဒီအကြောင်းအရာကိုညီကုန်းချုပ်အန်တယ်နဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါအခုလောက်ခစ်မိတဲ့အလုံးများတဲ့လူနေမှုဘဝပုံစံတွေထဲမှာအချိန်နဲ့အများတန်ဖိုးမပြောင်းလဲတဲ့ဒီလိုနန်းနေတဲ့အဆုံးအမတွေကိုကျွန်တော်တို့ဘယ်လိုလက်တွေ့ချပေါင်းဆက်အသုံးချနိုင်ကြမလဲဒါကတော့ကိုယ်တိုင်ပြန်လဲဆင်ခြင်ကြည့်ရမယ့်အချက်လေးတစ်ခုပါပဲ